အားလုံးပဲမင်္ဂလာပါအဘဆရာမြင့်လက်ခါတပည့်ဆရာမထားမှာကိုတန်းမှဖြစ်ပါတယ်ဗေဒင်ပညာရက်မှာနမခရဆန်းဆိုတာရှိပါတယ်နမိတ်နဲ့ပတ်သက်ပြီးတော့မှသဘောတဘာဝတွေဇယိုက်လက္ခဏာတွေအကျိုးပေးပုံတွေကိုပြောပြပေးမှာဖြစ်ပါတယ်ကျမတို့မြန်မာပြည်33လုံးမှာကာကြီးကနေအထိနာမည်ထိတ်စီးနဲ့မှဲ့ထားတဲ့ခုနှစ်ရက်သားမိအတွက်မိမိရဲ့ဇယိုက်တွေသဘောတဘာဝတွေအကောင်းအကျိုးတွေကိုပြောပြပေးမှာဖြစ်ပါတယ်ကာကြီးကနေပြီးတော့နာကြီးထိပြောပြခဲ့ပြီးဖြစ်ပါတယ်တောင်းမှုအခရာနဲ့ပေးထားတဲ့ခုနှစ်ရက်သားမိတွေလူနေထုံကြစိတ်နေပုံများဖြစ်ပါတယ်တကယ်ကိုမိမိတို့မှာရှိရင်ရှိရလျောက်အပေးကမ်းရရောတဲ့သူတွေဖြစ်တယ်တကယ်လဲမိမိမှာတရားရှိရင်တရားစလုံးလူလိုက်တဲ့သူတွေဖြစ်ပါတယ်ရှိရင်ရှိတဲ့အတိုင်းထုတ်ပေါ်ပြသတဲ့သူတွေကြွားဝါတတ်တဲ့သူတွေဖြစ်ပါတယ်တကယ်လဲတတိရှိတဲ့ရိုးသားတဲ့သူတွေဖြစ်တယ်စိတ်ထဲမှာရှိတဲ့ခံစားချက်တွေကိုပြင်ပကိုထုတ်ပေါ်ပြသခြင်းမရှိဘဲနဲ့တူတူတိတ်တိတ်နေတတ်တဲ့ဖုံးကွယ်တတ်တဲ့သူတွေလည်းဖြစ်တယ်ဘယ်ကိစ္စမဆိုခံနိုင်ရရှိတဲ့သူတွေလည်းဖြစ်ပါတယ်စကားပြောတဲ့နေရာမှာတကယ်ကိုရွေချက်ကြီးကြီးမားမားခိုင်ခိုင်မာမာချပြီးတော့မှစကားအကြီးတွေကိုပြောတတ်တဲ့သူတွေဖြစ်ပါတယ်ဒါကြောင့်သူတို့ကလူတွေခြုံကြားစိတ်နေပုံများဖြစ်ပါတယ်အဲ့တော့မိမိတို့ရီမှန်းချက်အကြီးတွေချမှတ်ထားသလိုပဲတကယ်လက်တွေ့မှာလည်းဒီတိုင်းထပ်တူပြုမှုဆောင်ရွက်မယ်ဆိုရင်တော့မိမိတို့အတွက်ပုံမူပြီးတော့မှအကျိုးပေးစေမှာဖြစ်ပါတယ်တောင်းမှုအခရာနဲ့မဲ့ထားတယ်ခုနအသားမိတွေအသားဖြူမယ်တော့မအသားလက်မယ်အတန်ကိုလည်းခက်အေးပဲပြောမယ်ဆိုတော့ဒီနာမည်နဲ့ပတ်သက်ပြီးတော့မှအကျိုးပေးစေမှာဖြစ်ပါတယ်ထားစင်လူအခရာနဲ့မဲ့ထားတယ်ခုနအသားမိတွေစကားပြောကောင်းတဲ့သူတွေဖြစ်ပါတယ်ကတိတည်တဲ့သူတွေဖြစ်ပါတယ်ဘယ်လို့မဆိုတကယ်ဟန်ပါပါမန်ပါပါလှုပ်ဆောင်တဲ့သူတွေဖြစ်တယ်ဟန်ဆောင်ကောင်းတဲ့သူတွေလည်းဖြစ်ပါတယ်သူတို့ဟာဘယ်လုပ်ငန်းမဆိုဘယ်လိုပညာရေးဘုံမဆိုစီးပူးလေးလာတဲ့နေရာမှာတက်တက်ကြွကြွလောက်ကန်ဆောင်ရွက်တဲ့သူတွေဖြစ်ပါတယ်အဲ့တော့ထားစင်လူအခရာနဲ့မဲ့ထားခုနှစ်သားမိတွေလုပ်ငန်းတွေမှာမိမိတို့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့တိုးတက်မှုတွေရရှိသလိုအနေမြင့်တက်ကြတယ်အမြဲတမ်းရှိတဲ့သူတွေပဲဖြစ်ပါတယ်အဲ့တော့ထားစင်လူအခရာနဲ့မဲ့ထားတဲ့သူတွေအသားလက်မယ်အတန်ကိုလည်းခက်ပြင်းပြင်းခက်ပြက်ပြက်ခက်မာပြောမယ်ဆိုတော့ဒီနာမည်နဲ့ပတ်သက်ပြီးတော့မှအကျိုးပေးစေမှာဖြစ်ပါတယ်ဒါတွေအခရာနဲ့မဲ့ထားတဲ့ခုနှစ်သားမိတွေတကယ်ကိုတွက်လက်ချက်ချပြီးတော့လိမ္မာပါနေတဲ့သူတွေဖြစ်ပါတယ်ဇွဲလုံးလောင်ဝရီကကောင်းတဲ့သူတွေဖြစ်ပါတယ်အလုပ်ကိုတစ်ခုပြီးတစ်ခုဇယ်ဆက်တယ်လို့လုပ်တဲ့သူတွေဖြစ်ပါတယ်ဘလောက်ပဲသူတို့ကကောင်းပဲလုပ်ပဝင်းချင်းရဲ့အကောင်မပြောခြင်းအကောင်ပြောခြင်းတွေမခံရတဲ့သူတွေဖြစ်ပါတယ်သူတို့ကပဝင်းချင်းရဲ့အထင်မြင်လွဲမှားခြင်းတွေလည်းအမြဲတစေခံရတဲ့သူတွေဖြစ်ပါတယ်ဒါတွေအခရာနဲ့မဲ့တာကိုနေသားမိတွေကောင်းမှာပါတယ်မိမိစိတ်ထဲကိုယုံကြည်ရအောင်ပဲလှုပ်ဆောင်တတ်တဲ့သူတွေဖြစ်ပါတယ်လောက်ကင်တတ်တဲ့သူတွေလည်းဖြစ်ပါတကယ်မာနကြီးတဲ့သူတွေဖြစ်ပါတယ်ဒါတွေအခရာနဲ့မဲ့ထားတဲ့ခုနှစ်သားမိတွေပဝင်းကျင်နဲ့ပေါင်းနဲ့ဆက်ဆံတဲ့နေရာမှာတတိထားမယ်လူတို့ပို့လျှော်ရည်နဲ့ပဲဆက်ဆံမယ်ဆိုရင်ပုံမပြီးတော့မှအောင်မြင်စေမှာဖြစ်ပါတယ်အဲ့တော့ဒါတွေအခရာနဲ့မဲ့ထားခုနှစ်သားမိအသားညိုမယ်လက်မယ်အတန်ကိုခက်အေးပဲပြောမယ်ဆိုတော့ဒါတွေအခရာနဲ့မဲ့ထားတဲ့သူတွေဒီနာမည်နဲ့ပတ်သက်ပြီးတော့အကျိုးပေးစေမှာဖြစ်ပါတယ်ဒါဟုတ်ချက်အခရာနဲ့မဲ့ထားတဲ့ခုနှစ်သားမိတွေစကားပြောပြတ်သားတဲ့သူတွေဖြစ်ပါတယ်တကယ်ကိုမကြိုက်ရင်တုတ်တော့ပေါက်ပြောဖို့ဝင်မလေးတဲ့သူတွေဖြစ်ပါတယ်အဲ့တော့ဒါဟုတ်ချက်အခရာနဲ့မဲ့ထားတဲ့သူတွေမနာလိုတဲ့သူပေါ်တတ်ပါတယ်လူမုန်းများတတ်ပါတယ်အဲ့တော့ပြပြပပနေတတ်တဲ့သူတွေလည်းဖြစ်ပါတယ်တကယ်ကိုစိတ်မှာနူးညံ့သိမ်မွေးပြီးတော့မှအလားပဘယ်အလားပမဆိုမျက်နှိုးတဲ့သူတွေဖြစ်တယ်အလားပကိုခုံမင်တတ်တဲ့သူတွေလည်းဖြစ်ပါတယ်စိတ်သက်ကြဆွင်းလွယ်ပါတယ်စိတ်သက်ပြောညံ့ပါတယ်အဲ့တော့စိတ်သက်ကြဆွင်းလွယ်တာဖြစ်တဲ့အတွက်မိမိတို့အလုပ်လုပ်ကိုင်တဲ့နေရာမှာတကယ်ကိုဘလို့ခက်ခဲပဲကြုံတွေ့လာပါစေစိတ်သက်မပြောညံ့ပဲနဲ့နေဆိုင်မယ်ဖြတ်ကျော်မယ်ဆိုရင်တော့ဒီတောက်ချက်အခရာနဲ့မဲ့ထားခုနှစ်ရက်သားသမီးတွေအောင်မြင်မှုတွေရရှိစေမှာဖြစ်ပါတယ်တောက်ချက်အခရာနဲ့မဲ့ထားခုနှစ်ရက်သားသမီးတွေအသားညိုမယ်အတန်ကိုခက်ပြက်ပြက်ပြောမယ်ဆိုရင်တော့ဒီနာမည်နဲ့ပတ်သက်ပြီးတော့မှအကျိုးပေးစေမှာဖြစ်ပါတယ်တောင်းမှုကနေပြီးတော့တောက်ချက်ဒီပြောပြခဲ့တာဖြစ်ပါတယ်2025မှာခုနှစ်ရက်သားသမီးတွေမိမိတို့ရဲ့လိုရည်ဆန္ဒတွေတလုံးတဝနဲ့ပြည့်စုံနိုင်ကြပါစေ